Hello everyone, welcome to Shruta English. ကျွန်တော်တို့ဒီတစ်ခါမှာဘာသင်ခန်းစာလေးကိုအဓိကထားလေ့လာမလဲဆိုရင် since versus for. Since နဲ့ for နဲ့ဘယ်လိုတွေကွာခြားလဲဆိုတာကကျွန်တော်တို့ဒီတစ်ခါမှာအတူတူလေ့လာကြည့်မယ်နော်။ဒီသင်ခန်းစာလေးကကျောင်းသားတွေဒါမကပဲအပြင်လောကမှာပါတကယ်ဟိုမှာအသုံးဝင်တဲ့သင်ခန်းစာလေးဖြစ်မယ်လို့ယုံကြည်မိပါတယ်။ So let's get started. Sim. Okay, since ကမြန်မာလိုတည်းပြောမယ်ဆိုရင်တော့ကတည်းကပေါ့နော်။ဟုတ်ပြီဘယ်လိုတွေကွာခြားလဲဆိုတာအင်္ဂလိပ်လိုထပ်ပြီးလေ့လာကြည့်မယ် used to show the starting point or an action ဆိုတော့ကျွန်တော်တို့ used to show ပြမယ်ပေါ့နော် the starting point စတင်တဲ့အချိန်စတင်တဲ့အမှတ်ပေါ့နော်ကျွန်တော်တို့စတင်တဲ့အချိန်လို့ပြောလိုက်မယ် of an action ဆိုတော့ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတစ်ခုခုပေါ့ action ဆိုတော့လှုပ်ဆောင်တဲ့အရာပေါ့နော် when it became ကျွန်တော်တို့စတဲ့အချိန်မှာသတ်မှတ်တဲ့အရာဒါတစ်ခုနောက်တစ်ခုဘယ်လိုသတ်မှတ်လို့ရလဲဆိုရင် connect the present or another point in time back to a specific moment. So connect the present. So present ပေါ့နော် present ပေါ့နော်တန်တော့က present. ဆိုတော့ကျွန်တော်တို့ယခုလက်ရှိချိန်နဲ့ဒါဆက်ဆက်မှုရှိနေတဲ့အရာလို့လည်းမှတ်လို့ရတယ်။ Or ဒါမှမဟုတ် another point in time ကျွန်တော်အချိန်အနေနဲ့အဖြစ်ခုဆက်ဆက်မှုရှိနေတယ်။ဒီနည်းအားဖြင့် back to a specific moment တိကျတဲ့အချိန်တွေကိုဒါဒီချာလေးပြောပြပေးတယ်ပေါ့နော်။ကျွန်တော်ဒီလိုမျိုးပြောလိုက်တာနဲ့ဘာတွေလဲခေါင်းရှုပ်ရင်ရှုပ်သွားနိုင်ပါနဲ့ example လေးကြည့်ရင်တော့ပိုရှင်းသွားလိမ့်မယ်နော် Okay let's go to example stretcher okay sorry stretcher ရင်သွားတဲ့နဲ့ okay stretcher ရင်သွားလိုက်မယ် so present perfect နဲ့အသုံးပြုမယ်သို့မဟုတ် present perfect continuous နဲ့လည်းအသုံးပြုမှာပေါ့နော် present perfect နဲ့ကဘလို့ຢာတွေမှာသုံးလဲဆိုကျွန်တော်ဟိုးရင်ကလေးအစခုချိန်ထိလုပ်တဲ့ຢာတွေကို present perfect လို့မှတ်လို့ရတယ်present perfect continuous ကကြတော့ဟိုးရင်ကလေးကစပြီးယခုလက်ရှိချိန်ထိလှုပ်ဆောင်နေတဲ့အရာတွေကိုလည်းသတ်မှတ်လို့ရတယ်ကျွန်တော်အချင်းချုပ်ပြောမလဲဆိုရင်ဥပမာကျွန်တော်တို့ဒီအလုပ်တစ်ခုစလုပ်တယ်ပေါ့နော်ဟိုးရင်ကလေးစရတယ်ပေါ့ဒါဟိုးရင်ကလေးစဥပမာထားပါတော့2024ပေါ့2024အလုပ်စလုပ်တယ်အခုချိန်ထိလုပ်တယ်2025ဒီတာခုချိန်နေစခုချိန်ဒီလုပ်တာ present perfect continuous ကကြတော့ဥပမာမနက်ခဲကနေစလုပ်နေတာစမပြတ်ပေါ့နော်မနက်7နာရီကလေးစလုပ်တယ်နေ့လယ်12နာရီအခုချိန်12နာရီပဲထားပါတော့အဲ့တော့ယခုလက်ရှိချိန်ဒီဆက်လက်လှုပ်ဆောင်နေတာ present perfect continuous okay example လေးကြည့်ကြည့်အောင်ဆိုတော့ဒီတစ်ခေါက်မှာ since နဲ့စမယ်ပေါ့နော် I have lived here since 2010 or another one she has been studying since this morning ဟုတ်ပြီဆိုတော့ဒီသင်ခန်းစာလေးမှာ example မှာဆိုရင် I have lived နေထိုင်ခဲ့တယ် here ဆိုဒီမှာပေါ့ since 2010 2010ကလေးကဒါဆိုရင်သူက2010ကလေးကစပြီးတော့နေထိုင်ခဲ့တယ်ဆိုတဲ့ຢာကဒါဒီစင်အသုံးပြုလို့ပေါ့နော်ဆိုတော့ starting point အနေနဲ့2010ကလေးကစတယ်ဟုတ်ပြီနော်နောက်တစ်ခု she has been studying since this morning သူမကဒီမနက်ကလေးကစာလုပ်နေတယ်ပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဒီမနက်ကလေးကဆိုရင်သူရဲ့စလိုက်ကလေးအချိန်ကလေးအဆင့်ဆိုတဲ့သဘောလေးကသူရဲ့စတင်တဲ့အချိန်ထိုနည်းတိုင်းပဲ since 2010 2010မှာလေဒါသူရဲ့စတင်ခဲ့တဲ့အချိန် so အလွယ်နည်းပြောမယ်ဆိုရင်တော့ think of it starting point ဟုတ်ပြီနော် so sin ကိုတွေးရမယ်ဆိုရင်စတင်ခဲ့တဲ့အချိန်လို့ပြောလို့ရတယ်ဥပမာကျွန်တော်အများကြီးတွေးလို့ရတယ်တခြား example တွေနဲ့ပေါ့နော်ဥပမာကျွန်တော်တို့ဒီ9နှစ်သားကလေးကကြောင်းတက်ခဲ့တယ်လို့ဟုတ်တယ်နော်သို့မဟုတ်လည်းငါ2023ကလေးကငါစီးပွားရေးစလုပ်ခဲ့တယ်ပေါ့ဟုတ်ပြီနော်ဒါအများကြီးပြောလို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင်နောက်တစ်ခုလေ့လာကြည့်အောင်